โอเคညီကိုရအားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တာကကျွန်တော်တို့ဒီလက်ဖြန်လာပြည့်နေ့ကောင်းမွန်လာပြည့်နေ့ပွဲကိုလက်ဖြန်မနေ့10:00 နာရီမှာကျင်းပပြုလုပ်တော့မှာဖြစ်ပြီးတော့လက်ဖြန်အတွက်ကကျွန်တော်ဟိုအထူးပေါ့ surprise အစီအစဉ်အနေနဲ့ကျွန်တော် TikTok Sally story တွေမျိုးခေါ်ထားပါတယ်ဆိုတော့ညီကိုရအားလုံးပဲအားဆန်းလို့ရတယ်အဲ့ story လေးနဲ့အားဆန်းလို့ရတယ်9စနေပြောပြရင်ဗျာဟိုဒီဘယ်လိုပြောတေဘယ်တင်း9000နဲ့တဲ့ကို TikTok Sally လေးနဲ့တွေ့ရမှာဆိုတော့တော်တော်ကိုတန်နေဆိုတော့ပြီးတော့ဒီကောင်နဲ့လည်းကျွန်တော်မိတ်ဆက်ပေးကြတယ် Oh my god ဒီကောင်ကကျွန်တော်ဟိုပါမှာတော်ဝိုင်းရထားတာဒီ Princess Black မှာခဏခါ3ခါလားဟော4ခါနံပါတ်ရတာဘန်းခံရတာPrincess Black မှာဘန်းခံရလို့သူ့ကို90တန်းကိုဆင်းနေတာ Stop it Princess တန်းမှာဘယ်နှခါလဲ Princess တန်းမှာဘယ်နှခါ3ခါလောက်ဝယ်ရ3ခါလောက်ဘန်းခံရတာအဲ့နဲ့ဒီကောင်60တန်းကိုထပ်ပို့တာ60တန်းမှာကျတော့တော်ဝမ်းခါမမရအဲ့ဒါနဲ့50တန်းကိုဝင်နေတာဒီကောင်ကတော့50တန်းအနာ55မှာဝင်တယ်အနာ55လည်းရောက်ပေါ့နှစ်ပွဲပဲနိုင်မနိုင်ဘူး emotional damage ဆိုတော့တပွဲမှမရဘူးလေဆိုတော့သူကပြောတာပေါ့နော်ဘယ်တန်းမှဝင်လဲနေတာအခုအနာ50အနာ55မှာဝင်လဲနေတာဒါပေမဲ့ခက်တာအနာ55မပါဘူးဒီထောက်အနာ50ပဲပါအဲ့လိုအနာ50 KG ကဘယ်လောက်လဲ KG ကမှန်လိုက်ပြောKG က98အဲ့လောက်ပဲရှိ no အဲ့50နဲ့မင်းကဘယ်လိုဝင်လဲသက်ရှင်ဆိုတော့အဲ့ဒါလေးပြောချင်လို့ပါညီကိုရအားလုံးပဲကျေးဇူးတင်ပါတယ်